ကဲမျိုးတို့ရေဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတကွက်ပြလိုက်ပြီနော်ရုရှားနဲ့နျူကလ িয়ার စွမ်းအင်ထုတ်လုပ်ဖို့လက်မှတ်ထိုးလိုက်ပြီဆိုတော့ဂျန်နဲ့ငါတို့တိုင်းရင်းသားတွေအခုလုပ်နေတဲ့ PDF တွေမင်းတို့တနိုင်ငံလုံးကိုနိုင်အောင်အခုတည်းတိုက်ရင်တိုက်မတိုက်ရင်နောက်2နှစ်3နှစ်အတွင်းမင်းတို့နျူကလ িয়ার နဲ့ချထားရလိမ့်မယ်ဒါတော့ဖြစ်နိုင်ခြေအများဆုံးပေါ့နော်နောက်2နှစ်3နှစ်မို့နောက်5နှစ်အတွင်းမှာမင်းတို့ကောင်တွေဖင်ပြေးအောင်ခံရလိမ့်မယ်တမရောဆိုတာဘရောမပြည်သူအတွက်ကောင်းတာလုပ်တာမဟုတ်ဆိုတော့သူတို့နျူကလ িয়ার အခုစလုပ်တော့မယ်ဆိုတော့သူတို့တုံးတဲ့လက်နက်တွေထဲမှာနျူကလ িয়ার ပြင်အားအရမ်းမများရင်တောင်မှအသေးစားလေးတွေပါလာလိမ့်မယ်ဆိုတော့မင်းတို့စဉ်းစားကြဖို့ကွာနော်ပြည်သူကိုစားပြုပါတယ်ဆိုတဲ့ကောင်တွေပြည်သူကိုတအားချစ်ပါတယ်ဆိုတဲ့ကောင်တွေပြည်သူအတွက်တိုက်နေပါတယ်ဆိုတဲ့ကောင်တွေငါတို့ကချင်နေဆိုလည်းဘယ်လောက်လဲနှစ်ပေါင်းခု2025ဆိုတော့63နှစ်ကျော်လာပြီနော်အရန်ချစ်တာငါတို့အဖေရဲ့အသက်လောက်ရှိတယ်ဟာသူတို့ချစ်တာရမ်းအခုငါတို့တောင်မှအခုငါဆိုမိမရင်တော့ကလေး2ယောက်လောက်ရမယ်ရွယ်ဖြစ်နေသူတို့ချစ်တာရလွန်လွန်နဲ့နှစ်ပေါင်း60ကျော်ချစ်တာမယ်ဘယ်လောက်ထိဆက်ချစ်မလဲမသိသူတို့ချစ်လွန်တော့ငါတို့ကချင်ပြည်နယ်ဆိုရင်NND ဒါမတက်လို့ရှိရင်လားနေသူတို့ဖောက်ပြတဲ့တခုမှမရှိဘူးကတ္တရာခင်းပြတဲ့တခုမှမရှိဘူးပြည်သူစီကယူလိုက်တဲ့အခွန်လှုပ်လိုက်တဲ့စီးပွားရေးတောင်းနေလဲကုန်ပြီအခုတရုတ်ကိုရောင်းနေတဲ့မြေရှားတတုလဲပူတာဥပဲတည်ဆိုလို့ရှိရင်သူရဲ့စွန့်ပစ်ပစ္စည်းကြောင့်မလို့ဒုက္ခရောက်နေတဲ့တော်တော်များနေပြီရေတွေပြက်တောင်ကရုံးတွေဖြစ်ပြည်သူတွေဒုက္ခရောက်တော့ရင်တိရစ္ဆာန်တွေဆိုလဲကုန်တယ်နော်ဖက်ကတော့တနိုင်လို့ဆိုလဲကုန်ပြီဒါပေမဲ့သူတို့ပြောနေကြပါလဲဗိုလ်ချုပ်ကမောသူပြောရေးဆိုခွင့်ရတော့ငါပြောသွားတဲ့စကားငါတို့ကချင်ပြည်နယ်မှာတဲ့တောင်တွေအများကြီးကျန်နေတယ်တဲ့ငါတို့ဘယ်နေရာပြေးလို့ရသေးရဲ့ပေါ့ငါတို့ဘလို့မှညှို့တုံးအောင်တိုက်လို့မရဘူးပေါ့ဟေးပေါ့မင်းတို့ကဟဲ့တောင်တွေပဲချောင်းပြီးမျိုးဟိုကတောင်တွေပဲချောင်းပြီးတော့မှစီးပွားရေးရှာနေတော့မင်းတို့တော့ကတော့ကောင်းတာပဲငါတို့ပြည်သူတွေကတော့မင်းတို့နှိပ်စက်သမျှခံရတာဆိုတော့ခံကြအောင်ပေါ့ငါတို့ပြည်သူတွေကတော့နော်မင်းတို့သားသမီးတွေကတော့နိုင်ငံခြားမှာ